ကောင်းလို့ရှိရင်လကားပါပေးပါမယ်တဲ့နော်ပိုင်ရှင်အရန်သဘောကောင်းတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီက main real estate ရောက်ရှိနေရတော့ဗိုလ်မြတ်ထွန်းလန်းနဲ့ကုံစလန်းတောင်းမှာရှိတဲ့နော်ဒီကွန်ဒိုလေးပဲရွှေရတယ်ခင်ဗျရွှေရတနာမြန်မာကွန်ဒိုဖြစ်ပါတယ်မျက်နှာစာ28ပေအနောက်ကို63ပေပါခင်ဗျာဒါကတော့ hot type ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ခေါ်စေရတော့9500ဖြစ်ပါတယ်နော်ဒါညှိနှိုင်းသေးပါနော်အကကောင်းလို့ရှိရင်လကားပါပေးပါမယ်တဲ့နော်ပိုင်ရှင်အရန်သဘောကောင်းတယ်ကာကောင်းလို့ facility အနေနဲ့24နိုင် lift ရပြီးတော့เนาะ24နိုင် security လည်းပါရှိပါတယ်เนาะဂျိုးပြူရေးပါတယ်ကိုပိုင်မီတာနဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီတိုက်ခါဆိုရှင်အနောက်လှည့်ဖြစ်ပါတယ်ခင်ဗျာเนาะဒီနာတော့ပေါ့နော်ဒီတိုက်ပါပဲအခန်းတစ်ခန်းနဲ့ဒီဘို့ကြောင့်သွင်းသားကန်ထိုင်ဖွဲ့လာပြီးတော့အခန်းလေးဘယ်လောက်ရှိလဲမြင်ရတယ်ဆိုတာမြင်ရအောင် idea လေးတွေပြတာပါဒါဆိုရင်အဲ့ဒါတော့တော်တော်ကျေကျေဝန်းဝင်ရတဲ့အဲ့ဒါပါခင်ဗျာเนาะအားလုံးဒီစားကြတော့တော့တယ်ဒီလိုရုပ်ချက်ရှိတယ် idea မရအောင်ပေါ့နော်ဒီမှာဆိုတာအိတ်ခါဒီမှာဘာလို့အတက်တယ်ဒီလိုပါတယ်အဲဒီစာလေးကိုအတက်တယ်ဟောပါတယ်တော့ဒီလိုဆိုလေမာရတာပါဘာလို့ရှိဒီမှာငါတော့အဲ့ဒီကဒီဘောကဲကျေကျေဝန်းနေနော်ဒီတိုင်းရခံလေးပြပါတယ်ကျွန်တော်တို့စာအုပ်ကြီးကတော့ဘုရားမှာတော့ဒီမှာအမြင်နိုင်ပြီပါဗျာအဲ့ဒီတိုက်ခါနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုရှင်ကျွန်တော်မီဂါမင်းရီယာစစ်ကိုဆက်သွယ်လို့ရပါတယ်အချိုးတူများလဲကျွန်တော်တို့နဲ့ဆက်သွယ်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ